not a child anymore. Break up with him. ကျတဲ့လားအလုံးအဲ့ဒီကစတင်ခဲ့တာပါပဲဒီနေရာမှာတမိုင်းကြောင်ကိုပြန်ပြောပြရမယ်ဆိုရင်တော့တကယ်လို့များပြင်သစ်တော်လိုင်းရဲ့အတွင်းလူဝီစခွန်မင်းသားဟာအဖမ်းမခံရပဲလွတ်မြောက်သွားခဲ့မယ်ဆိုရင်တကယ်လို့များဘာနဲ့ဆိုတဲ့တစ္ဆာရှိအစီခံတယောက်ကတော်ဝင်မျိုးဆက်ကိုကယ်တင်ဖို့အတွက်ကိုသားအရင်ကိုလူဝီစခွန်မင်းသားနဲ့လဲလှယ်ပြီးအရာအလုံးကိုစွန့်လွတ်ခဲ့မယ်ဆိုရင်ဆိုတဲ့စိတ်ကူးလေးနဲ့ဒီဇလန်လေးအစားပြုခဲ့ပါတယ်1993ခုနှစ်မှာလူဝီစခွန်မင်းသားဟာဘာနဲ့ဒီအကူအညီနဲ့ပြင်သစ်နိုင်ငံမှာတိတဆိလွတ်မြောက်ကဘယ်လ်ဂျီယံသူထွက်ပြေးနိုင်ခဲ့ပါတယ်အဲ့ဒီမှာသူ့ကိုတစ္ဆာခံများက Francis Duchy ရဲ့ Duke အဖြစ်တင်မြှောက်ခဲ့ကြပြီးကြန့်ရှိသောဘဝကိုငြင်းချမ်းလုံခြုံစွာဖျက်ဆီးနိုင်ခဲ့ပါတယ်ဒီလိုနဲ့နှစ်တည်းအကြာမှာတော့အဲ့ဒီမျိုးအိုမင်းကသူ့ရဲ့အနာဂတ်ကိုကာကွယ်ပေးခဲ့တဲ့ဘာနဲ့မိသားစုရဲ့တစ္ဆာနဲ့စွန့်လွတ်မှုကိုကျေးဇူးတင်ခြင်းအနေနဲ့ထာဝရဂုဏ်ပြုခွင့်တရားပေးခဲ့တယ်အဲ့ဒါကတော့ဘာနဲ့ရဲ့တူးမျိုးဆက်ထိုက်ရိုက်သားစဉ်မြေးဆက်များအတွက်အိမ်အောင်ဖတ်တယောက်ကိုကမ်းလှမ်းရွေးချယ်ပေးခွင့်ပဲဖြစ်တယ်သူရဲ့တစ္ဆာကံဘာစင်များကလည်းဒီတန်ရှင်းမြင့်မြတ်တဲ့ကတိကိုထာဝရထိမ့်သိမ့်သွားမယ်လို့ကြေညာခဲ့ကြတယ်ဒီလိုနဲ့20ရာစုမှာဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီးဥရောပကလူငယ်အများပြားအာရှတိုက်ကိုရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီထဲမှာဘာနက်မိသားစုဝင်တူလည်းပါဝင်ခဲ့ပါတယ်။သူကစစ်ပြီးဆုံးသွားတဲ့အခါဥရောပကိုပြန်မသွားပဲမြန်မာအမျိုးသမီးတူနဲ့လက်ထပ်ခဲ့ပါတယ်။ဒီလိုနဲ့ဘာနက်မိသားစုရဲ့မြန်မာမျိုးဆက်တွေဟာစတင်ပေါ်ပေါက်လာခဲ့တယ်။ထို့နောက်ဆယ်စုနှစ်များစွာကြာတဲ့အခါအမရာရဲ့အဖွားရဲ့ညီမဖြစ်သူနန်စီဟာ Francis Duchy နဲ့လက်ထပ်ထိမ်းမြခဲ့တဲ့ဘာနက်မျိုးဆက်ဝင်ဖြစ်နှစ်ပေါင်းများစွာအတွင်းပထမဆုံးသူဖြစ်လာခဲ့ပါတယ်။အမရာဟာဘဝတစ်လျှောက်လုံးစူးစမ်းခဲ့တယ်။စာကိုစူးစမ်းတဲ့မိသားစုအတွက်လည်းအစွမ်းကုန်တာပို့ပေးခဲ့တယ်။ဒါပေမဲ့အခုတော့သူတို့ကသူမစီကပိုကြီးမားတဲ့အရာတွေ What are you doing? အဲ့ဒါကသူမရဲ့ဘဝပါသူမကိုအမှန်တကယ်မကာကွယ်ပေးနိုင်တဲ့လောင်းကစားဆွေးနေတဲ့ဖခင်တယောက်။ဦးလုံးမရှိတဲ့ညီမတယောက်ပြီးတော့လောဘကြီးတဲ့မိထွေးတယောက်သူတို့အားလုံးပေါင်းပြီးအမရာကိုနိုင်ငံခြားကချမ်းသာတဲ့အဖူးကြီးတူနဲ့လက်ထပ်ဖို့ဖိအားပေးခဲ့ကြတယ်